ပရွက်စိတ်စားကောင်မျိုးနွယ်စုထဲမှာဆိုရင်ဒီကောင်ကြီးတွေကအကြီးဆုံးပါပဲသူတို့မှာသွားမရှိပေမဲ့နှစ်ဆဲလက်မလောက်ရှိလျားတဲ့ရှာကြီးရှိပါတယ်ဒီရှာဟာရင်းညွန့်ရိုးနဲ့ဆက်နေတဲ့ကြွက်သားတွေနဲ့အလုပ်လုပ်တာဖြစ်ပြီးတစ်မိနစ်ကိုအကြိမ်တရမကရှာအထုတ်သွင်းလုံနိုင်စွမ်းရှိပါတယ်ဒီအစွမ်းကခြာပုံးတောင်တွေတဲကရှုပ်ထွေးလာတဲ့လမ်းကြောင်းတွေထဲမှာအစာရှာဖို့အတွက်အကောင်းဆုံးပါပဲသူတို့ရဲ့တွေတွေကလည်းအလွန်စေးကပ်တာကြောင့်ခြာကောင်တွေဟာရှာမာကပ်ပါသွားပြီးသူတို့ရဲ့ပြုံချောင်းတနံပါဇက်ထဲကိုရောက်သွားပါတော့တယ်ကိုခန္ဓာအတွက်လိုအပ်တဲ့အင်အားရဖို့သူတို့ဟာတစ်နေ့ကိုခြာကောင်ပေါင်း30တူညလောက်စားရပါတယ်မိခင်ပူရွက်စိတ်စားကောင်တွေဟာသူတို့ရဲ့ရင်သွေးလေးတွေကိုကြောပုံမှာပိုးထားတတ်ကြပါတယ်ထူးခြားတာကကလေးရဲ့အမွှေးအယောင်ဟာအမေဖြစ်သူရဲ့ခန္ဓာကိုယ်ပုံစံနဲ့တစ်ထက်တည်းကျနေတာကြောင့်ရန်သူတွေမမြင်နိုင်အောင်ပုံရှုဖို့အတွက်အလွန်ကောင်းမွန်တဲ့တဘာဝအကာအကွယ်ဖြစ်နေတာပါပုံမှန်အားဖြင့်သူတို့ဟာခြာပုံးတောင်တစ်ခုမှာအချိန်3မိနစ်လောက်ပဲပေးပါတယ်2မိနစ်လောက်ကကျင်းတူးတာဖြစ်ပြီးတကယ်တမ်းစားရတာက1မိနစ်ပဲရှိပါတယ်ဒါရင်မကသေးဘူးနော်သူတို့ဟာခြာပုံးတောင်တစ်ခုမှာအပေါက်တစ်ပေါက်ပဲတူးပြီးခြာကောင်တွေကိုလည်းအတင်းတင်ပဲစားတတ်ကြပါတယ်ဒီလိုစားပေးတာကခြာပရင်မောက်ကိုဥတွေပိုးလာအောင်လှုပ်ဆော်ပေးသလိုဖြစ်စေတာကြောင့်စားလိုက်တဲ့ခြာကောင်အရေးအတွက်ကိုပြန်လဲအစားထိုးနိုင်စေပါတယ်သူတို့ဟာဘိုင်းဝါဖို့အတွက်ခြာပုံးတောင်ပေါင်းညာနဲ့ချီစီကိုလှည့်လည်သွားလာရပါတယ်ဒါကိုကြည့်ရင်ခြာကောင်တွေနဲ့ပရွက်စိတ်စားကောင်ကြီးတွေကြားမှာတအူးကိုတအူးအကျိုးပြုတဲ့နားလည်မှုတစ်ခုရှိနေတယ်လို့ပါပဲဒီတဘာဝတန်တရားအကြောင်းပဲသူတို့နှမျိုးလုံးဟာတောင်အမေရိကတိုက်မှာအဆင်ပြေပြေရှင်တန်နေနိုင်ကြတာဖြစ်ပါတယ်